မင်္ဂလာပါရှင်ညီမတို့အပေဝ12ရဲ့တိုးမှာလူမေးအရင်များနေကြတယ်တာချီလေးစီရမီပက်ကလေးအကြောင်းညီမဒီနေ့မှာတော့အနေငယ်ရှင်းပြပေးချင်ပါတယ်ဒီပေါက်ထွက်ဖို့ဆောင်ရွက်စာတမ်းလမ်းကြောင်းဗီဇာအဆင်မပြေလို့စိတ်ညစ်နေတဲ့ကာစတမာများအတွက်လည်း DVIM service ကတကယ်ကိုရွေးချယ်တဲ့ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်တာချီလေး DVIM service ထဲမှာဘာတွေပါလဲဆိုရင်တော့ Thai e-visa ရန်ကုန်တာချီလေးလင်းလက်မှတ်တာချီလေးကနေပြီးတော့မဲဆိုင်ကိုကန်ကူးတဲ့အခါမှာလည်းတရားဝင်တုံးလေးထူပေးပါသေးတယ်။ဒါအပြင်တာချီလေးမဲဆိုင်ကန်ကူးကျင်သူများအတွက်လည်းကန်ကူးတည်တဲ့ဝန်ဆောင်မှုတွေလည်းပေးနေပါတယ်။နောက်ထပ်တစ်နိုင်ငံကိုတွားရောက်ရှင်တဲ့ customer များအတွက်လည်းဘန်ကောက်လေဆိပ်အရောက်ပို့ဆောင်ပေးတဲ့ဝန်ဆောင်မှုလည်းရှိပါသေးတယ်။ဘာမှစိတ်ပူကြမလို့ပဲခီးစဉ်တစ်လျှောက်လုံးအဆင်ပြေစွာတောလာနိုင်ရဲ့တာဝန်ယူမှုပြည့်နဲ့ပို့ဆောင်ပေးနေပါတယ်နော်။အော်ဒါနဲ့တာချီလေးက customer များအတွက်လည်းညီမတို့ Apple Watch Travel ရုံးခွဲကြီးကိုတာချီလေးမြို့မှာဖွင့်လိုက်တဲ့အတွက်ကြောင့်မလို့ဒီတော့ဝန်ဆောင်မှုများကိုကိုရိုနာရောက်ရှင်းပြနိုင်ပါတယ်နော်။ဒီကိ VM service အကြောင်းကိုအသေးစိတ်သိရှိချင်နေဆိုရင်တော့ဖုန်းနဲ့ပဲဖြစ်ဖြစ် Pay Messenger Viber တို့ကနေပြီးတော့လေအသေးစိတ်ဆက်သွယ်စုံစမ်းနေနိုင်ပါတယ်ရှင်။